ကံဟာနှမျိုးရှိတယ်အတိညာနဲ့ဖယ်ရှားရမယ့်ကံမျိုးကိုအတိညာနဲ့ဖယ်ရှားတယ်အတိညာစွမ်းအားအသုံးပြုပြီးတော့ဖယ်ရှားတယ်အကျိုးခံစားပြီးတော့မှကုန်မဲ့ကံမျိုးကြတော့အကျိုးတရားကိုဖြစ်ပေါ်စေပြီးတော့ကုန်ခန်းစေတယ်သူကညာဏဝိဇ္ဇကမ္မဝိပါကဝိဇ္ဇကမ္မလို့ကမ္မနှမျိုးရှိတဲ့ထဲမှာညာဏဝိဇ္ဇကံဆိုတာအတိညာနဲ့ဖယ်ရှားပြတဲ့ကံမျိုးညာဏဝိဇ္ဇကံလို့ခေါ်တယ်မှန်ပါဗျာဆိုပါစို့ထင်ရှားအောင်ပြောမယ်ဆိုလို့ရှိရင်မတိချင်းဆိုတဲ့မောဟကြောင့်ဖြစ်ပေါ်လာတဲ့ကံကိုတိချင်းလို့ဆိုတဲ့အဝိဇ္ဇတိဒီဝိဇ္ဇာဉာဏ်ရလာမယ်ဆိုလို့ရှိရင်အဲ့ဒီကံဟာယတ္တိနိုင်မှာအောင်မလားမယတ္တိနိုင်ဘူးအတိဉာဏ်ရလာတာနဲ့တပြိုင်နက်မတိချင်းကြောင့်လှုပ်တဲ့ကံတရားဟာယတ္တိနိုင်စွာမရှိတော့ဘူးပေါ့မှန်ပါပါဗျာအဲ့ဒါလိုပဲလောဘကြောင့်ဖြစ်ပေါ်လာတဲ့ကံတရားတွေအလောဘထူထောင်လိုက်ရင်လေယတ္တိနိုင်စွာမရှိဘူးဒေါသကြောင့်ဖြစ်ပေါ်လာတဲ့ကံတရားတွေလေအဒေါသရှိလိုက်အဒေါသနဲ့လွှမ်းမိုးထားလိုက်လို့ရှိရင်ဖြစ်ပေါ်နိုင်စွာမရှိတော့ဘူးအဲ့တော့ဉာဏ်နဲ့ဒီဝိဇ္ဇာဉာဏ်လို့ခေါ်တဲ့ဝိပဿနာဉာဏ်ပဲဖြစ်စေနောက်ဆုံးမှဆိုလိုတာကမြတ်စွာဘုရားကမဲ့ဉာဏ်ရပြီသောတပတိမဲ့ဉာဏ်ပဲဖြစ်စေသဂရဂါမိမဲ့ဉာဏ်ပဲဖြစ်စေအနာဂါမိမဲ့ဉာဏ်ပဲဖြစ်စေအရတ္တမဲ့ဉာဏ်ပဲဖြစ်စေအဲ့ဒီမဲ့ဉာဏ်လို့ဆိုတဲ့အတိဉာဏ်နဲ့ဖယ်ရှားပြရမယ့်ကံမျိုးတွေပေါ်လာလို့ရှိရင်အဲ့ဒီမဲ့ဉာဏ်မိမိတဏ္ဍာမှာဖြစ်ပေါ်စေခြင်းဖြင့်အကုသိုလ်ကံတွေကဖယ်ရှားပြီးသားဖြစ်သွားတယ်မှန်ပါပါဗျာဆိုပါစို့သောတာပန်ဖြစ်သွားပြီဆိုရင်ဒိဋ္ဌိနဲ့ဝိသိကိစ္စဖယ်ရှားပြီးုံမြမကဘူးအပင်ငရဲကိုကြားစေရတဲ့လောဘဒေါသမောဟတွေလည်းဖယ်ရှားပြီးသားဖြစ်သွားတယ်မှန်ပါပါဗျာဉာဏ်နဲ့ကိလေသာတွေကိုလည်းဖယ်ရှားပြီးသားဖြစ်သွားတယ်တဏှာထဲမှာဒုက္ခပေးဖို့ဆိုတာ9ဘဝတည်းပို့ပြီးတော့မရှိတော့ဘူးမှန်ပါပါဗျာသဂရဂါမိမဲ့ဖြစ်လာလို့ရှိရင်လည်းပဲရာဂဒေါသတွေဟာအပြော့သွားအနာဂံဖြစ်သွားပြီဆိုရင်ရာဂဒေါသမောဟဆိုတာရာဂဒေါသတွေအကျွင့်မဲ့ဖယ်ရှားပြစ်လိုက်ပြီကာမရာဂနဲ့ဗျာပါဒကိုအကျွင့်မဲ့ဖယ်ရှားပြစ်လိုက်ပြီကျွင့်မဲ့ဖယ်ရှားပြစ်လိုက်တော့ကာမဘုံနဲ့အဆက်ပြတ်သွားနောက်ရတ္တမဲ့ဆိုတဲ့ဒီဉာဏ်ပေါ်လာလိုက်တာနဲ့တပြိုင်နက်ရတ္တမဲ့ဉာဏ်ကနေပြီးတော့ကိလေသာမှန်သမျှကိုအကုန်ဖယ်ရှားပြစ်လိုက်ပြီကိလေသာမှန်သမျှကိုအကုန်ဖယ်ရှားပြစ်လိုက်တဲ့ဖြင့်ကိလေသာကုန်လို့ရှိရင်ကံဆိုတာကုန်သွားရတယ်ပေါ့ကိလေသာនិရောဓိကမ္မនិရောဓောတဲ့ကိလေသာချုပ်ငြိမ်းသွားလို့ရှိရင်ကံတရားချုပ်ငြိမ်းသွားတဲ့အဆင့်မျိုးကိုရောက်သွားတယ်ချုပ်ငြိမ်းသွားတယ်ဆိုတာကံတွေဟာဘဝတစ်ခုထူထောင်နိုင်အောင်စွန့်ရည်တတိမရှိတော့ဘူးလို့ပြောတာ